ဆိုတော့ကင်အခုနောက်ပိုင်းဆိုလို့ရှင်ဒီလူလိန်တွေကိုပေါ့နော်ဘယ်လိုမျိုးပြန်ဟောဖြစ်လဲဆိုတော့သူတို့ကိုတုံးမယ်ဆိုလို့ရှင်ဒီ US မှာငွေလွှဲတဲ့အခါမှာ Zelle ပေါ့နော် Zelle ဆိုရှိတယ်မြန်မာနိုင်ငံမှာဆို KB လိုမျိုးပဲအချင်းချင်းလွှဲလို့ရတယ်ဒီမှာဆို Zelle လို့ခေါ်တယ်ပေါ့နော်ဖုန်းနံပါတ်လည်းရတယ် Gmail နဲ့လည်းပို့လို့ရတယ်သူတို့ Zelle လာတောင်းတယ်ဆိုလို့ရှင်ပေးလိုက်တယ်အဲ့တော့ကိုစီကိုပို့တယ်ပေါ့နော်ပို့တဲ့ခါကျရင်ကျွန်မဘယ်လိုပြန်ပြောလဲဆိုတော့အဲ့ဒီ Zelle တဲ့သူပေါ့နော်ငွေလွှဲတဲ့သူနာမည်နဲ့ဖုန်းနံပါတ်ကိုတောင်းတယ်တောင်းပြီးတော့မှသူတို့ဆက် confirm ယူတယ်ပေါ့နော်မြန်မာငွေဘယ်ထဲထည့်မှာလဲဆိုတဲ့ဟာသူတို့လူတွေနေပေးတဲ့ KB account နဲ့သူတို့ပို့မဲ့မြန်မာ account ပေါ့နော် KB ဖြစ် KB ဖြစ်အဲ့တော့တခုခုဘဏ် account မတူဘူးဆိုလို့ရှင်ကျွန်မမပို့ပေးတော့ဘူးZelle ပြန်လွှဲပေးတာဖြစ်ကိုပေးနေတဲ့ rate နဲ့ဖြစ်သူတို့ထဲလွှဲပေးတယ်အဲ့လိုမျိုးလုပ်တယ်အဲ့ခါကျရင်လူလင်ကပတ်စံမရတော့ဘူးပေါ့နော်ဒါပေမဲ့နောက်ပိုင်းကျအဲ့လိုမျိုးစီစီရလဲခဏကြာလဲမလုံနိုင်တော့ဘူးလေလူလင်တွေဆိုရင်မြင်တာနဲ့တော့တိနေပြီသူတို့စကားပြောတာအစမြန်မာနိုင်ငံနေလိန်တာအဲ့လိုမျိုးထင်တယ်ဘာလို့ဆိုသူတို့ဒီမှာမြန်မာဒေါ်လာလက်ခံမဲ့လူမရှိဘူးအုပ်စုလိုက်လိန်တာနော်အုပ်စုလိုက်အဲ့လိုလိန်တာပြီးရင်online shop တွေပါလုပ်တယ်လို့မျိုးနဲ့လေနိုင်ငံခြားသားတောင်လိန်တယ်ဟိုတလောတော့ကတော့မှနိုင်ငံခြားသားကိုလိန်တာနိုင်ငံကျွန်မစီကိုပတ်စံဝင်လာတယ်ဝင်လာခါကျွန်မအဲ့လိုမျိုးပဲဖုန်း confirm တာပေါ့နော် confirm တဲ့ခါမှာသူကငါလက်ဝတ်ရတနာဝယ်ထားတာပေါ့နော်ဆိုတော့ APC ရပြီလားဆိုမရသေးဘူးဆိုမင်းလိုလင်ခံရပြီချင်းလဲဆိုအဲ့လိုမျိုးပြန်အရန်တော့အလုံးရှုပ်တယ်ပေါ့နော်ဒါပေမဲ့ကိုကကျတော့သူတို့အလင်းမခံရအောင်တော့တက်နေတော့အဲ့လိုမျိုးconfirm ယူပြီးမှပဲလွှဲဖြစ်တာပေါ့နော်ဆိုတော့အရန်များပါတယ်အခုလည်းဒီမှာရှိတယ်အဲ့ပိုင်ဆိုတဲ့လိုမှတ်ထားတော့ပိုင်ဆိုတဲ့လိုလဲလူလိန်ပဲဒီကိုဆို7 miles ဆိုတဲ့ဟာလဲလူလိန်ပဲသူတို့ကလေ Facebook နာမည်လဲသူတို့မပြောင်းထားဘူးတော့ဒီလားဒီလူဆိုလူလိန်မှန်းတည်တော်တော်ကြာပြီအခုလည်းဒီနာမည်ပဲသူတို့6လတစ်ကြိမ်ပဲပြောင်းလို့ရဆိုတော့ဒီ6လအတွင်းမှာပေါ့နော်တကယ်လို့အရင်ဒီဗီဒီယိုတွေ့တဲ့သူဆိုလို့ရှိရင်လင်ခံလို့မရအောင်ကိုဆို7 miles ဆိုတဲ့ဟာလဲကျွန်မတို့လာပဲတစ်လ2ကြိမ်လောက်လွှဲတယ်ညီမနဲ့လွတ်တွဲချင်ပါတယ်တဲ့အဲ့လိုလာပို့ထားတာပေါ့နော်လူလိန်တွေအများကြီးရှိတယ်အဲ့ဒါကြောင့်တတိထားကြပါသူတို့ကကြတော့ငွေဈေးကိုပုံမှန်ပေါ့နော်ပုံမှန်ပေါက်ဈေးထက်ပိုပေးတယ်ပိုပေးတော့တချို့က10-20တက်တောင်ဆိုပြီးလွှဲကြပါနော်သူတို့လွှဲပြီးပြီဆိုရင်သူတို့ block ခံရတယ် block ခံပြီးတော့မြန်မာငွေရတော့ကိုကတော့ထည့်ပေးလိုက်တယ်ထည့်ပေးလိုက်တဲ့အချိန်မှာတရက်2ရက်နေတဲ့ပတ်စံမရတော့ကျမတို့စီလာ complain တာပါဆိုတော့ကျမတို့ကဖုန်းနံပါတ်ပေးထားတော့သူတို့လည်းနောက်ဆုံးကိုကလည်း block လိုက်ပြီဆိုတော့သူတို့ဆက်သွယ်လို့မရတော့ကျမတို့စီပဲလာဟောဖြစ်တယ်ကျမတို့ကလည်းမြန်မာငွေကိုပို့လိုက်ပြီဖြစ်တဲ့အတွက်ကြောင့်မလို့လွှဲပြီးလို့အဆင်မပြေတော့ဘူးဆိုတော့အလင်ခံရတာကိုမဟုတ်သူတို့လင်ခံရတာလေဆိုတော့မြန်မာငွေပြန်ရနိုင်တယ်ဆိုတော့သူတို့ပတ်စံအပြည့်ဝပြန်လွှဲပေးမှာအဲ့လိုမျိုးပဲနောက်ပိုင်းဆိုရင်ပြီးတော့ဇဲလာလည်းတာဝန်မယူလေဇဲလာလည်းသူတို့မလွှဲခင်တေချာစီစစ်ပေါ့နော်လွှဲပြီးသူတို့ဘက်ကတာဝန်မယူဘူးအဲ့လိုမျိုးဆိုတော့လေအရန်ကြောက်ဖို့ကောင်းတယ်အဲ့ကြောင့်ငွေလွှဲမယ်ဆိုလို့ရှင်တတိထားကြပါကိုတိတဲ့သူနဲ့ပဲလွှဲကြပါပေါ့နော်ဒါကြလို့10-20ပို့ပေးလို့ပေါ့နော်အဲ့လိုမက်ပြီးတော့မလွှဲလိုက်ကြနဲ့လို့အဲ့လိုဆိုလို့ရှင်လင်ခံရဖို့များပါတယ်လို့အလင်ခံရတာအရန်စိတ်တူဖို့ကောင်းတယ်ဒါပေမဲ့ကိုယ့်ဘက်ကလည်းဘာမှပြင်လို့မရဘူးပေါ့နော်အဲ့ဒါကြောင့်တတိထားကြပါလို့တတိထားလို့ရအောင်ဒီမှာတင်ပေးရခြင်းဖြစ်ပါတယ်ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်